ချစ်တစ်ခုတည်းနဲ့စွန့်စားခဲ့တဲ့ကဘာကျော်စုံသွဲတွေထဲမှာရိုမီယိုနဲ့ဂျူလီယက်တို့ရဲ့ဇက်လန်ပြီးအထင်ရှားဆုံးကဘော်နီနဲ့ကလိုက်တို့စုံတို့ရဲ့ပြည့်မှန်စကြောင်းပဲဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ1930ခုနှစ်အစောပိုင်းမှာရာဇဝတ်မှုများစွာနဲ့ကြော်ကြားခဲ့တဲ့အမေရိကန်စုံတွေဖြစ်ပါတယ်။ဘော်နီပါကာနဲ့ကလိုက်ဘဲရိုတို့ဟာဗန်ဒမြတိုက်မှုကားခိုးမှုလူတက်မှုများအပါအဝင်ရာဇဝတ်မှုအတော်များများကိုယူမိုက်စွာနဲ့ကျူးလွန်ခဲ့တဲ့စုံတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်မှာသူတို့အကြောင်းပြန်ပြောတဲ့အခါမှာမုန်းသူတက်စာနာပြီးနားလည်ပေးနိုင်သူကပုံများမှာပါ။ဒါအပြင်ဘော်နီနဲ့ကလိုက်ကိုလူငယ်တစ်ဘာဝချစ်ချင်းအဖြစ်ယူမိုက်ကြသူများအဖြစ်အမှတ်ရကြပါတယ်။ဘာလို့ပါလဲ။ဘော်နီအဲလစ်ဘတ်ပါကာဟာ1910ခုနှစ်တက်ဆတ်ရိုဝီနာမှာမွေးဖွားခဲ့သူပါ။သူမဟာညံရည်ထက်မြက်သလိုတီထွင်ဖန်တီးနိုင်စွမ်းလည်းရှိတဲ့အမျိုးသမီးငယ်ဖြစ်ပြီးတော့ကြပြရေးရမှာလည်းထူးချွန်တဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူမဟာတစွတ်ထိုးလုပ်တတ်တယ်လို့စွန့်စားရတာကိုလည်းနှိမ့်ချိုက်သူဖြစ်နေပြန်ပါတယ်။အသက်ငယ်ရွယ်စဉ်မှာသူမအိမ်အောင်ကြားခဲ့ပေမဲ့အိမ်အောင်ကြီးကန်ကေခဲ့ပါတယ်။1930ခုနှစ်မှာကလိုက်ဘဲရိုနဲ့တွေ့တဲ့အခါငိုကပဲအိမ်အောင်ကြီးအဆင်မပြေတဲ့အလျောက်ခင်မုန်းဖြစ်သူနဲ့꿰ခဲ့ပြီးကလိုက်ခေါ်ဆောင်ရာကိုချစ်တခုတဲ့အတွက်နဲ့တစွတ်ထိုးဆန်းဆန်းလိုက်ပါခဲ့ပါတော့တယ်။ Clyde Channers Barrow ကတော့ Texas Ellis မှာ1909ခုနှစ်ကမွေးဖွားခဲ့သူပါ။ဒီစဉ်ကလေးဘဝဆင်းရဲချို့တဲ့တဲ့မိသားစုကဆင်းသက်လာသူဖြစ်တဲ့အတွက်ရာဇဝတ်မှုတွေနဲ့မစိမ့်သူလည်းဖြစ်ပါတယ်။ဘော်နီနဲ့တွေ့တဲ့အချိန်မှာသူ့ရဲ့ပေါ့ပါပြီးပွင့်လင်းတဲ့နေထိုင်ပုံတွေကြောင့်ဘော်နီပေါ်မှာလွှမ်းမိုးနိုင်စွမ်းရှိတဲ့အလျောက်သူတို့နှစ်ဦးညီဆက်ခဲ့ကြပါတယ်။ငယ်ရွယ်သူတွေဖြစ်တဲ့အတွက်မလို့အမေရိကန်ရဲ့အရင်းရှင်ဝါဒကိုမျက်မှောင်ကျိုးနေသူနှစ်ယောက်ညီဆက်သွားတဲ့အခါမှာယူမိုက်စွာနဲ့ဖြစ်တန်းခဲ့ကြပါတော့တယ်။စီးမြင့်တွေကိုချိုးဖြတ်ပြီးဘာမှဂရုမစိုက်ပဲကြီးဝါချမ်းသာဖို့လုပ်ကြမယ်လို့သူတို့ရည်မှန်းထားခဲ့ကြပါတယ်။အဲ့ဒီနောက်မှာဘော်နီနဲ့ကလိုက်တို့ဟာဗန်များဓာတ်ဆီဆိုင်များနဲ့စတိုးဆိုင်များကိုအဓိကပြတ်မှတ်ထားပြီးတော့အမေရိကန်ပြည်ထောင်စုအလဲပိုင်းတစ်ဝက်မှာနှုတ်ကြံစီမှုဓမြတိုက်မှုလူရမှုစတဲ့ရာဇဝတ်မှုမှုခင်းတွေကိုစတင်ကျူးလွန်ခဲ့ကြပါတော့တယ်။အစပိုင်းမှာသူတို့နှစ်ဦးသားပဲဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာသူတို့မိသားစုတွေးချင်းတွေအပြင်စီးပွားပြက်ကတ်မှုရဲ့ကာလကတ်ဆိုတံကိုမခံနိုင်တဲ့သူတွေကလည်းဘော်နီနဲ့ကလိုက်တို့စီကိုတဖြည်းဖြည်းဝင်ရောက်ခိုးလုံလာကြပါတယ်။အဲ့ဒါလိုနဲ့ဂိုင်းတစ်ခုအလားဖြစ်လာခဲ့ပါတော့တယ်။နောက်ပိုင်းမှာဘဲရိုဂိုင်းဆိုပြီးလူသိများလာပြီးတော့လက်မြို့ရာဇဝတ်သားတွေပါလာတဲ့အထိဖြစ်လာပါတယ်။ပြည်내ရဲတပ်ဖွဲ့ကလည်းအမြဲမပြတ်လိုက်ပြီးဖမ်းဆီးဖို့လုပ်ခဲ့ပေမဲ့ပြစ်ခတ်မှုတွေဖြစ်ကြယုံကတပါသူတို့ကိုဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ဖမ်းဆီးနိုင်ဖို့ကြိုးစားခဲ့တဲ့အခါတိုင်းမှာလည်းသူတို့အတွက်လွတ်လပ်ကိုကြိုးစီစဉ်ထားနိုင်ခဲ့ကြပါတယ်။အဲ့ဒီစီစဉ်အလုံးဟာဘော်နီနဲ့ကလိုက်တို့ရဲ့ကြိုတင်စီစဉ်ထားမှုတွေပါပဲ။ဘော်နီနဲ့ကလိုက်တို့စုံတွေကိုနာမည်ကြီးတဲ့ကြီးလောင်လုပ်ပေးခဲ့တာကတနက်နဲ့စေးပြင်းလိုက်တွေကိုကင်ထားတဲ့သူတို့နှစ်ဦးရဲ့စုံတွေတပုံတွေပဲဖြစ်ပါတယ်။ဒီပုံတွေကိုမီဒီယာတွေကတဆင့်သတင်းစာတွေထဲမှာမကြာခဏထည့်သွင်းလာခဲ့တဲ့အတွက်ကြောင့်မလို့သူတို့နှစ်ဦးရဲ့ဘဲရိုဂိုင်းကိုပိုကြော်ကြောင်းအောင်လုပ်ပေးခဲ့သလိုဖြစ်သွားပါတယ်။ပုံတွေထဲမှာသူတို့ကိုလွတ်လပ်ပေါ်ပါမှုနဲ့မိုက်ရွယ်ဆန်တဲ့လူငယ်တွေအဖြစ်မြင်လာကြဖန်များလာတဲ့လူတို့ဟာအစိုးရရဲ့ညံ့ဖျင်းတဲ့စီမံချက်တွေကိုတိုက်ဖြတ်ဆဲကျင်နေတဲ့လူငယ်များအဖြစ်ဘော်နီနဲ့ကလိုက်ပေါ်အမြင်ပြောင်းလာကြပါတယ်။အဲ့ဒီနောက်မှာအပြုသဘောနဲ့လက်ခံကြသူတွေလည်းရှိလာပါတယ်။လူတွေကဒီလိုမြင်လာလေလေအစိုးရကမျက်ခုံလှုပ်လာလေလေဖြစ်လာတဲ့နောက်မှာဘော်နီနဲ့ကလိုက်တို့စုံတွေရဲ့ကန်ဆိုးမိုးမောက်ကာလကလက်တကံကိုရောက်လာခဲ့ပါပြီ။ရဲတပ်ဖွဲ့နဲ့အခြေတင်ဖြစ်လာခဲ့ပြီးပြည်내ကျေးလက်လမ်းကလေးမှာကောင်းမောင်းလာခဲ့တဲ့သူတို့နှစ်ယောက်ကိုခြုံကိုတိုက်ခိုက်ဖမ်းဆီးဖို့ပြည်내ရဲတွေကစီစဉ်ထားခဲ့ပါတယ်။အဲ့ဒီလိုနဲ့အသေးပစ်ခတ်ဖမ်းဆီးခဲ့ကြတဲ့အတွက်ကြောင့်မလို့ကြီးစံအတောက်ပေါင်း112ချက်ကြောင့်သူတို့စီးလာတဲ့ကားဟာပျက်စီးသွားခဲ့ပြီးတော့ကြီးမှန်ခဲ့တဲ့ဘော်နီနဲ့ကလိုက်ဟာလည်းဆိုးရွားစွာနဲ့ဘဝအဆုံးသတ်သွားခဲ့ရပါတယ်။အဲ့ဒီနေ့ဟာ1934ခုနှစ်မေလ23ရက်နေ့ဖြစ်ပါတယ်။သူတို့ဇာပနာမှာလည်းလူပေါင်း2000ကကြည့်ရှုဖို့တက်ရောက်ကြပြီးတော့နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ဆိုးရွားတဲ့ရာဇဝတ်မှုတွေကြောင့်ဆိုးရွားတဲ့ကံကြမ္မာနဲ့သူတို့တည်ဆုံသွားခဲ့ပေမဲ့သူတို့ရဲ့နာမည်ကိုကြားရုံနဲ့တင်အဲ့ဒီခေတ်ကလူတွေသိကြတာကလွတ်လပ်မှုရဲ့သင်္ကေတချစ်ချင်းအားဖြင့်ယူမိုက်ခဲ့ကြတဲ့လူငယ်တွေလို့ပါပဲ။ဒါကြောင့်ရိုမီယိုနဲ့ဂျူလီယက်လို့ပြောလိုက်တာနဲ့ဘော်နီနဲ့ကလိုက်ဆိုတဲ့သူတို့နာမည်ကိုတွဲလျက်အမှတ်ရနေကြစေဖြစ်ပါတယ်။ဒီအမှတ်ရမှုတွေကိုစောင်းအုပ်မျက်နှာဖုံးတွေပေါ်မှာအချင်းစာသားတွေထဲမှာရုပ်ရှင်ပိတ်ကားတွေထက်မှာ social media platform များမှာအခုထက်တိုင်းတွေ့နိုင်ပါသေးတယ်။